အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးမယ့် orbital scale effect အကြောင်းကတော့ဦးလက်ရဲ့ scale effect အကြောင်းပါဆက်လိုက်ကြအောင်ပထမဦးဆုံးကတော့ loitering ammunition ဆိုတဲ့ scale effect အကြောင်းပါမျက်စိနဲ့ထိန်းချုပ်လို့ရတဲ့ဒုံးကျည်မျိုးစားတစ်ခုဖြစ်ပြီးတော့ချင်းကားဖောက်ခွဲတဲ့နေရာနဲ့ enemy ဖြစ်တဲ့နေရာမှာသုံးဝင်ပါတယ်ကူလောင်း100စက္ကန့်ပါနောက်တစ်ခုကတော့ quick set cover ဆိုတဲ့အကာအကွယ်ခု9စက္ကန့်အတွင်းကာကွယ်တစ်ခုပြုလုပ်မှာဖြစ်ပြီးတော့ enemy နဲ့ရှင်ပြတဲ့နေရာနဲ့ကိုယ်တင်သားစိတ်တဲ့နေရာမှာတော်သုံးဝင်တဲ့ scale effect တစ်ခုဖြစ်ပါတယ်ကူလောင်းကတော့22စက္ကန့်ပါ22စက္ကန့်ပြည့်ရတယ်လို့ပြန်ပြမှာပါနောက်တစ်ခုကတော့ composite industry ဆိုတဲ့ပုံစံမျိုးပါ enemy ထိတာဖြစ်ဖြစ် enemy နားကြတာဖြစ်ဖြစ်နေတစ်ဝိုက်ကိုမီလောင်စေတဲ့ပုံစံမျိုးပါရှီးကထားဆိုတော့မှရှီးကိုလောင်သွားမှာပါဒါကတော့ဦးလက်ရဲ့ scale effect အကြောင်းဖြစ်ပါတယ်နောက်ဗီဒီယိုမှာစနီပါရဲ့ scale effect အကြောင်းအသေးစိတ်ရှင်းပြပေးပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျ See you ပါ